သာသနာတော်နဲ့ကြုံတွေ့တဲ့အခိုက်ကလေးမှာဒီအမြင်လေးကိုမရလိုက်ဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေနောက်ထပ်ဒီအမြင်မျိုးကိုရနိုင်ဖို့ဆိုအခွင့်အလမ်းတွေအများကြီးနေတော့လေဒါကြောင့်မို့လို့10 မိနစ်ပဲဖြစ်စေ9 မိနစ်ပဲဖြစ်စေဘဝရဲ့ဒုက္ခဆိုတဲ့သဘောလေးကိုရှုမြင်သုံးသပ်ပေးဖို့လိုအပ်တယ်အဲ့ဒီလိုရှုမြင်သုံးသပ်မှုဟာမိမိဘဝကလွတ်မြောက်ရေးအတွက်အများကြီးအထောက်အကူပြုတယ်ဆိုတာသတိထားကြဖို့ဒီအမြင်လေးဟာခုချိန်မှာကြည့်မယ်ဆိုလို့ရှိရင်တာမန်အမြင်ကလေးတစ်ခုမျှသာဖြစ်တယ်ဘဝကမလွတ်နိုင်လောက်ဘူးလို့ထင်ကောင်းထင်လိမ့်မယ်ကြည့်ရှင်စုလဗံမထေရလွန်ခဲ့တဲ့အတိတ်ဘဝတစ်ခုမှာဘယင်ဖြစ်လို့တိုင်းကလှဲ့တဲ့အခါသူ့မျက်နှာမှာထွက်နေတဲ့ချွေးကိုမိမိမှာရှိတဲ့ဖြူဖွေးနေတဲ့လက်ကင်မွာလေးနဲ့တုပ်လိုက်တဲ့အခါမှာလက်ကင်မွာလေးခန္ဓာကိုယ်မှာရှိတဲ့ကြီးညော်တွေကြောင့်မဲညစ်သွားအဲ့ဒါလို့မဲညစ်သွားတာကိုမြင်လိုက်တဲ့အခိုက်အတန့်လေးမှာအတွေးလေးပါပေါ်တော့ဆိုဟောဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ကြည့်ဖြူဖွေးနေတဲ့လက်ကင်မွာလေးဟာညှဉ်းနှွမ်းသွားရပါလားခန္ဓာကိုယ်ကြီးကမစင်ကြယ်ပါလားဆိုအတွေးလေးတွေးမိသွားအဲ့ဒီအတွေးလေးတွေးမိခဲ့သည့်အတွက်ကြောင့်ရှင်စုလဗံရတဲ့ဘဝရောက်တဲ့အခါအပ္ပဒမဉာဏ်ထိုင်းတဲ့အနေအထားမျိုးရောက်ရှိသွားမြတ်စွာဘုရားကသူ့ကိုအဲ့ဒီလက်ကင်မွာလေးနဲ့ပြန်ဆက်ပေးလိုက်တာနော်ဒါကြောင့်မို့လို့ရဇောဟရဏံဆိုတာလက်ကင်မွာကိုပြောတာဘာလို့လို့ဆိုလက်ကင်မွာဆိုတာတုတ်ဖို့ပြုဖို့ပဲလေရဇောဆိုတာမြူးမုံခန္ဓာကိုယ်မှာကတ်နေတဲ့အမုံအမွားအဲ့ဒါတွေကိုဟရဏဖယ်ရှားနိုင်တယ်ဆိုခန္ဓာကိုယ်ပေါ်မှာရှိတဲ့ကြီးညော်တွေကိုတုတ်เสียလို့ဒီလိုအဓိပ္ပာယ်ရအဲ့ဒါကြောင့်မလို့ဒီဘဝပိုင်းလေးပေးလိုက်တဲ့အခါဘဝပိုင်းလေးပေါ်မှာအာယုံရအောင်ဖြူစင်းနေတဲ့ဘဝပိုင်းလေးမှာပထမဆုံးဩရဒကတိုင်းဆိုတာရှုတယ်အဖြူလေးပေါ်မှာအာယုံစိုက်လိုက်တဲ့အခါတမာရီစွမ်းအားတွေရအဲ့ဒါလို့ရလာပြီးတဲ့အချိန်ပထမဇန်ဒုတိယဇန်တတိယဇန်သရုတ်ထဇန်ဆိုတဲ့အမတန်အဆင့်မြင့်တဲ့တမာရီရလာတဲ့အချိန်ကြတော့မြတ်စွာဘုရားရဲ့အပိကုညီမှုနဲ့အဲ့ဒီထိုဘဝပိုင်းလေးဟာအဖြူရောင်လေးကနေပြီးတော့ညှဉ်းနှွမ်းသွားတဲ့အနေအထားမျိုးလေးဖြစ်သွားတယ်ရှင်စုလဗံရဲ့လက်နဲ့ပို့ရင်းနဲ့ညှဉ်းနှွမ်းသွားတဲ့အနေအထားလေးမြင်တဲ့အခါကျတော့ကြည်အတိတ်ဘဝတုန်းကလက်ကင်မွာလေးညစ်သွားတာကိုကြည့်ပြီးတံဝေကစိတ်လေးဖြစ်ခဲ့တာနဲ့ပြန်ဆက်လိုက်တာဆက်လိုက်တော့ဒီအချိန်မှာချက်ချင်းပဲဝိပဿနာဉာဏ်ရည်တွေတက်ပြီးတော့ဘဝရဲ့ဒုက္ခကိုရှုမြင်သုံးသပ်သွားတယ်ယဟန္တာဖြစ်သွားတယ်ဆိုတဲ့ဒီဇာလန်းကိုဘုရားဘာသာဝင်တွေကြားဘူးဒါအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးအဲ့တော့ဘုန်းကြီးတို့တွေလည်းဒါလေးတွေကိုအမှတ်တမဲ့မနေနဲ့အမှတ်တမဲ့မနေနဲ့ကိုယ်အင်ကြီးလေးလျှော်ဖွတ်တဲ့ကိုဝတ်ထားတဲ့အင်ကြီးလေးမဲညစ်သွားတဲ့အခါခန္ဓာကိုယ်ကြီးအကြောင်းပြုပြီးတော့ဒီအင်ကြီးလေးကမဲညစ်သွားပါလားလို့ဆိုတဲ့တံဝေကစိတ်ကလေးဖြစ်အောင်ကြိုးစားအဲ့ဒီဖြစ်လာတဲ့တံဝေကစိတ်ကလေးဟာနောက်တစ်ချိန်မှာတကယ်ကို investment ပေါ့ယဉ်နှီးမြုပ်နှံထားတဲ့ကုသိုလ်တစ်ခုဖြစ်လာတံဝေကစိတ်လေးအပ္ပဒမတန်မိုးရှိတယ်အေးလက်ကင်မွာလေးနဲ့မျက်နှာကိုတုပ်ရင်ဖြစ်စီတပည့်နဲ့မျက်နှာကိုတုပ်တဲ့အခါဖြစ်စီချွေးတွေတန်တွေထွက်လို့တုပ်လိုက်လို့မဲညစ်သွားပြီဆိုလို့ရှိရင်လေခန္ဓာကိုယ်ရဲ့ဒုက္ခလေးကိုသုံးသပ်ကြည့်ပါတဲ့ခန္ဓာကိုယ်ရဲ့မစင်ကြယ်မှုတွေရှုမြင်သုံးသပ်ပေးအဲ့ဒါလို့ရှုမြင်သုံးသပ်ပေးမှုသည်တာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ဘာမှအရာရောက်မဲ့ဟာမဟုတ်ဘူးလို့သင်ကောင်းထင်ကြလိမ့်မယ်သို့တော့ခန္ဓာဘုံပေါ်မှာတွေ့တာနေတဲ့တဏှာကိုကင်လှုပ်နိုင်တဲ့အနေအထားမျိုးရတယ်ပေါ့တည်ငါအားဖြင့်ဒီစိတ်ကလေးပေါ်လာတဲ့အချိန်မှာခန္ဓာဘုံပေါ်မှာတွေ့တာပြီးတော့ခန္ဓာကိုယ်ဒုက္ခလို့ဆိုတဲ့အထင်လေးပျောက်သွားခန္ဓာကိုယ်ရဲ့ဒုက္ခသဘောလေးတွေခန္ဓာကိုယ်ကြောင့်ဒီလိုဖြစ်ရတဲ့အနေအထားလေးတွေကိုစဉ်းကျင်စဉ်းစားနိုင်သွားတယ်တဲ့
ဒါကြောင့်မို့အချိန်မှအားလတ်လို့ရိတ်တာတွေသွားပြီးကမ္မထာအာမထုတ်နိုင်ဘူးဆိုတော့ကိုယ်တဏ္ဍမှာဟောလို့ဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်ပိုင်းလေးမှာဒီလိုအသိစိတ်ကလေးတွေရအောင်ကြိုးစားဖို့လိုအပ်တယ်အဲ့ဒါကိုဆိုကြတာခန္ဓာဒုက္ခဘဝဒုက္ခရှုမြင်သုံးသပ်ပေးရမယ်အဲ့ဒါလို့ကောင်းပြီဘဝဒုက္ခကိုရှုမြင်သုံးသပ်ပေးရမယ်ဆိုတော့ဘဝဒုက္ခဆိုဒီမှာခန္ဓာဒုက္ခဘဝဆိုဒီမှာခန္ဓာကိုခေါ်တယ်ခန္ဓာရတာကိုဘဝလို့ခေါ်တာဖြစ်သောကြောင့်ကဲတို့တွေခန္ဓာရတာဟာဘာရတာလားလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတန်ရုပ်ပါဠိတော်မှာဘယ်လိုဟောတာဘုရားဟောတဲ့နှုတ်ကဝတ်လေးတွေဟာလေနားထောင်ထားမယ်ဆိုလို့ရှိရင်နောင်မိမိကုသိုလ်ကောင်းမှုတွေလုပ်လို့နတ်ပြည်ရောက်သွားလို့ရှိရင်ဒီစကလုံးလေးကြားလိုက်တာနဲ့ဟာငါကြားဘူးတဲ့စကလုံးပဲဆိုပြီးတော့အသိစိတ်ကြီးပြန်ပေါ်တယ်ဒါစာတဲ့ပေထဲမှာဒီတိုင်းဆိုထားတာရှိတယ်နော်သောတာနုကတသုတ်ဆိုတာမြတ်စွာဘုရားဟောထားတဲ့သောတာနုကတသုတ်အမတ်တမဲ့မနေပဲနဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာတရားဓမ္မအပေါ်မှာအမတ်တမဲ့မနေပဲနဲ့အခုလို့ဆင်ញင်သုံးသပ်ပေးတာခန္ဓာကိုယ်နဲ့တွဲတာဒါကိုပဲပြောတာခန္ဓာဉာဏ်ရောက်လို့ပြောဘာပြောအင်္ဂလိပ်လိုပြောတော့ apply လုပ်တယ်လို့ခေါ်တယ်နော် apply လုပ်တယ်ဆိုတာဘလောက်ကြာအောင်လုပ်အောင်မလဲဒီလိုဆိုလိုတာမဟုတ်အသိဉာဏ်ရောက်သွားရင်ဒါ apply ဖြစ်တာလက်တွေ့အသုံးချလိုက်လက်တွေ့အသုံးချမှုသည်အချိန်ဘလောက်ယူရမှာလဲဆိုတာလဲမဆိုလို့အသိဉာဏ်လေးဟာခန္ဓာနဲ့ဆက်ဆက်ပြီးတော့သွားရင်တန်ဖိုးအမှန်တမ်းရှိတယ်လို့ဆိုလိုတာပေါ့အေးကောင်းပြီမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုတော့ယောဘိက္ခဝေရူပတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောမြတ်စွာဘုရားဟောပုံကရူပတ္တဥပ္ပါရောရုပ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခတဥပ္ပါရောဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲဆိုကြတဲ့ကဒုက္ခဆိုတာဒီနေရာမှာတခြားကိုပြောနေတာမဟုတ်ဘူးဒီခန္ဓာကိုပဲပြောနေတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်ဓမ္မပဒပါဠိတော်မှာတော့နတ္ထိခန္ဓာသမဒုက္ခလို့ဒုက္ခထဲမှာဆိုရင်ခန္ဓာဟာအဆိုးဆုံးခန္ဓာနဲ့တူတဲ့ဒုက္ခမရှိဘူးလို့ဒီလိုခေါ်တယ်ဟောတန်ရုပ်ပါဠိတော်မှာကြတော့တို့တွေရတာဘာရတာဘာဖြစ်လာတာလို့ဆိုရုပ်ခန္ဓာကိုရုပ်ရတယ်ယောဘိက္ခဝေရူပတ္တဥပ္ပါရောရုပ်တရားရဲ့မိမိတဏ္ဍာမှာဖြစ်ပေါ်လာမှုရူပခန္ဓာရဲ့ဖြစ်ပေါ်လာမှုဟာပါလေဒုက္ခတေသောဥပ္ပါတော်ဒုက္ခရဲ့ဖြစ်ပေါ်လာမှုဧသောအဲ့ဒီရူပခန္ဓာရဲ့ရုပ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခတဥပ္ပါတော်ဒုက္ခဖြစ်ပေါ်လာခြင်းပဲလို့ဆိုတော့ဘဝကိုဒုက္ခလို့ရှုခိုင်းတာပဲမြတ်စွာဘုရားကဲချက်ပြီးတော့ကြည့်လိုက်ရုပ်ခန္ဓာတွေရတယ်ဆိုတာဘာတွေရတာတော့မေးကြည့်လိုက်တဲ့အခါဘုန်းကြီးတို့တွေတခုစီကြည့်လိုက်မယ်ဆိုလို့ရှိရင်အသုံးဝင်တာတွေကအရင်စားကြည့်လက်တွေ့အသုံးဝင်နေတာဘာလဲမျက်စိဒါဖြင့်မျက်စိရလာတာဘာရတာတော့လို့ဘုရားတရားတော်နဲ့ကိုယ်ကရှုမြင်သုံးသပ်မယ်ဆိုရင်တို့မျက်စိရလာတာဟာဒုက္ခရလာတာပဲလို့ဒီလိုပြောကဲဟုတ်မဟုတ်ကိုစဉ်းစားကြည့်မျက်စိရလာသည့်အတွက်ကြောင့်မျက်စိနာတယ်ဆိုတာဖြစ်တယ်လေမျက်လုံးကန်းတယ်ဆိုတာလည်းမျက်စိရတဲ့လူအတွက်ကြောင့်လူတွေကတော့မျက်စိလေးရှိသည့်အတွက်ကြောင့်ပျော်ကြတာပေါ့မျက်စိရှိတော့လာတာပါတာလည်းမြင်ရတယ်မလာတာမပါတာလည်းမြင်စရာရှိတာလည်းမြင်မျက်စိအသုံးဝင်မူလားဆိုအသုံးဝင်အများကြီးအသုံးဝင်မျက်စိရှိသည့်အတွက်ကြောင့်တယ်လီဗီရှင်းကြည့်လို့ရတာပေါ့လူငယ်တွေဆိုမျက်စိအသုံးဝင်တာမျက်စိရှိသည့်အတွက်ကြောင့်လာတာပါတာတွေကုန်ကြည့်နိုင်တော့အဲ့ဒီလိုအသုံးဝင်ပါရဲ့အသုံးဝင်တာလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်အကောင်းလို့ပဲမြင်ရမှာသို့တော့ဒီမျက်စိဟာဒီတိုင်းနေသလားလို့ဆိုတဲ့အခါကျတော့
မျက်စိကဒီတိုင်းမနေအလုံးသိတဲ့အတိုင်းနော်ကလေးငယ်လေးဘဝကရထားတယ်မျက်စိတစ်နှစ်ပြီးတစ်နှစ်တစ်နှစ်ပြီးတစ်နှစ်ရင့်လာပြီးတော့နောက်ဆုံးကြတော့သက်60 80 80ရောက်သွားတဲ့အခါကျတော့မုံမုံဝါးဝါးတွေမဖြစ်ပေဘူးလားဖြစ်သွားတယ်ဒါဖြင့်မျက်စိရတဲ့ဒီအသုံးဝင်မှုဟာတခဏလားထာဝရလားလို့မေးလို့ရှိရင်ဘယ်လိုပြောခဏပဲအဲ့တော့ဒီခြားထဲမှာလည်းကြည့်လိုက်အောင်မျက်စိနာလို့မျက်စိမှုံလို့နဲ့ဆိုပြီးတော့ဆေးကန်းတွေသွားကြရတယ်မျက်မှန်တွေတက်ကြရတယ်ဟောဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲမျက်စိနဲ့ပတ်သက်ပြီးလင်းမရလို့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေအများကြီးအဲ့တော့ဒီမျက်စိရတာဟာဒုက္ခရကဘာမှာမျက်စိယောဂဖြစ်ပြီးတော့ဒုက္ခခံရတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲ့တော့မြတ်စွာဘုရားကဆိုလိုတာကကြည့်နော်မျက်စိကြောင့်မျက်စိကိုလုံးဝအသုံးမဝင်ဘူးလို့ဒီလိုပြောတာမဟုတ်ဘူးကဲမျက်စိရလာပြီရလာတဲ့မျက်စိကိုအမိပြုပြီးတဲ့အခါမှာလူတွေဟာမျက်စိကိုအကြောင်းပြုပြီးတော့ကုသိုလ်ရတာနဲ့အကုသိုလ်ရတာဘယ်ဟာများမယ်ထင်နော်ဩမျက်စိရတာကိုအကြောင်းပြုပြီးတော့ငရဲကျသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲဘာဖြစ်လို့လဲဆိုမျက်စိနဲ့မြင်တဲ့အာယုံနောက်ကိုလိုက်ပြီးတော့လောဘဖြစ်တယ်ဒေါသဖြစ်တယ်ဟောလောဘဒေါသတွေဖြစ်တဲ့အခါကျတော့လောဘကြောင့်ဖြစ်တဲ့ကံတရားတွေဒေါသကြောင့်ဖြစ်တဲ့ကံတရားတွေဟာမကောင်းတဲ့အပင်ငရဲအပယ်ဆင်းရဲကိုပို့ပေးသည့်အတွက်ကြောင့်ဒီတန်တရားထဲမှာနိမွန်းသွားကြမျက်စိနဲ့မြင်ပြီးတော့ဆင်းရဲဒုက္ခရောက်တာအကုသိုလ်တွေအများကြီးဖြစ်တယ်မျက်စိဆိုတာကိုအသိစိတ်ကိုမျက်စိနဲ့မြင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တရားတွေကိုမထိန်းနိုင်ဘူးတတိနဲ့ပညာနဲ့ထိန်းချုပ်ထားခြင်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်မျက်စိကနေပြီးတော့အကုသိုလ်တွေဖြစ်တယ်အကုသိုလ်တွေဝင်လာအဲ့တော့အကုသိုလ်ဝင်တာဆိုတဲ့ဒါမျက်စိကပေးတဲ့ဒုက္ခတွေပဲပေါ့တာမန်ဒုက္ခတွေမကြည့်နဲ့မျက်စိနာတယ်ဆိုတာလည်းဒုက္ခပဲမျက်စိမှုန်တယ်ဆိုတာလည်းဒုက္ခမျက်စိကျိန်းတယ်ဟောဒုက္ခတွေအများကြီးဒါကတာမန်ပေးတဲ့ဒုက္ခအလေးနဲ့ဒီတဲ့ထားပြီးတော့စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်မျက်စိနဲ့မြင်ပြီးတော့အကုသိုလ်တွေရတာကပို့ပြီးတော့ဒုက္ခပေးရရောက်တယ်အဲ့ဒါကြောင့်ပို့ပြီးတော့အပင်ငယ်ကျသွားတယ်ဆိုဟောမျက်စိကနေပေးတဲ့ဒုက္ခပဲဒါကြောင့်မို့မြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောတာယောဘိက္ခဝေစက္ခုတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောအေးမျက်စိရလာတာဒုက္ခဖြစ်လာတယ်လို့မထင်လေနဲ့ဒုက္ခဖြစ်တာပဲဟောမျက်စိရတာဘာရတာတော့မေးရင်ဒုက္ခရတယ်လို့ပဲပြောရမယ်ဒီလိုဟောတာအဲ့တော့ဘဝကိုရှုမြင်သုံးသပ်လိုက်မယ်ဆိုရင်အတူချုပ်ပြီးတော့ပြောလိုက်တော့ဘဝကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ perspective အနေနဲ့ဆင်ញင်စဉ်းစားကြည့်လိုက်လို့ရှင်ဒုက္ခလို့ပြောစရာအမှန်တမ်းနည်းပြီးတော့ဒုက္ခလို့ဘာလို့လို့ဆိုရင်နောက်ဆုံးအဆုံးသတ်ဒုက္ခနဲ့ပဲအဆုံးဒုက္ခနဲ့အဆုံးမသတ်ဒုက္ခနဲ့ပဲအဆုံးသတ်သွားမယ်အေးဒါကြောင့်မို့လို့နတ္ထိခဏသမဒုက္ခလို့မြတ်စွာဘုရားဟောတာဘဝဒုက္ခရှုမြင်သုံးသပ်ကြအဲ့ဒီတိုင်းပဲလူတွေမှာအသုံးဝင်တဲ့နားဆိုတာရှိနားကိုအကြောင်းပြုပြီးတော့ကောင်းတာတွေမရဘူးလားရတယ်ဟုတ်လားအခုလိုတရားပွဲတွေမှာတရားနာခွင့်ရနားကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေရတယ်ဒါမကောင်းဘူးလားကောင်းတယ်သို့တော့နားကပေးတဲ့ဒုက္ခတွေကအများကြီးပဲနားကိုအကြောင်းပြုပြီးတော့သချင်းတန်လေးနားထောင်လိုက်ตาရလိုက်တွေ့တာလိုက်နဲ့ဆိုပြီးအကုသိုလ်တွေပွားတာအဲ့ဒီလိုပွားလာပြီဆိုလို့ရှိရင်ထိုအကုသိုလ်တွေကိုအကြောင်းပြုပြီးတော့လူတွေဟာဒုက္ခရောက်ကြပြန်တယ်ပေါ့အဲ့တော့နားကလူတွေကိုချမ်းသာဒုက္ခကိုရစေတတ်တဲ့ကုသိုလ်ကိုဖြစ်စေတာအမတန်မှနည်းပြီးတော့ဒုက္ခပေးတာကများနေတယ်အဲ့ဒါကြောင့်မလို့နားရတာဟာလည်းပဲဒုက္ခရတယ်လို့ပဲပြောလို့ရထို့တူပဲဆင်ញင်စဉ်းစားကြည့်မြတ်စွာဘုရားကယောဘိက္ခဝေဂာနတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရော
နှာခေါင်းရတာလဲဒုက္ခရတာပဲယောဘိခွေဇီဝါယဥပ္ပါရောဒုက္ခတိသောဥပ္ပါလျာရဲ့ဖြစ်ပေါ်လာမှုဟာလည်းပဲဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲထို့တူပဲယောဘိခွေကာယတဥပ္ပါရောဒုက္ခတိသောဥပ္ပါခန္ဓာကိုယ်ကြီးကာယပတ္တာရာကြီးရလာတာလဲဒုက္ခကိုရတာပဲလို့ဩမျက်စိနာနာလျာကိုယ်လို့ဆိုတဲ့ဒီယုတ်ခန္ဓာတွေရလာတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခတွေကိုရလာတာဒါကရှုထောင့်တစ်ခုကနေပြီးတော့ချိပြီးတော့ဒုက္ခကိုရှုမြင်သုံးသပ်တိုင်းဖို့ပေါ့ဘဝကိုရှုမြင်သုံးသပ်ဖို့တစ်ခု